စောင်းစည်းကွက်မှာအသင်းကိုကြီးကျယ်ပြောင်းလဲလုပ်ဖို့ကြံစီနေတဲ့အမ်မိုရီမန်ချက်စတာယူနိုက်တက်နီးပြအမ်မိုရီကစောင်းစီဈေးကွက်မှာအသင်းကိုကြီးကျယ်ပြောင်းလဲလုပ်ဖို့အတွက်ကြံစီနေပါသည်။နေ့တကနောက်ပိုင်းပွဲစဉ်တွေမှာပုံစံကောင်းတချို့ပြန်လည်ပြသလာပြီးမပေးစရာအဆင့်6နေရာထိတလန်းလာခဲ့ပေမဲ့ချန်ပီယံလိဝင်ခွင့်လိုချင်တဲ့ဆိုရင်လက်ကျန်ရာသီဝက်မှာအမှားယွင်းမရှိဖို့လိုအပ်နေပါသည်။လိုချိန်မှာအသင်းအဓိကကစားမတွေဖြစ်တဲ့အမ်ဘူမိုအာမန်နဲ့မာဇာဝီတို့ကိုအာဖရိကဖလားပွဲအတွက်ဆေးလို့ရမယ့်ကိစ္စကလည်းအမ်မိုရီအတွက်ကောင်းကိစ္စဖြစ်လာခဲ့ပါသည်။ညတဲ့လက်ရှိလူစင်းဟာလက်ကျန်ရာသီဝက်ကိုအကောင်းဆုံးဖြတ်တန်းနိုင်မှုအတွက်လုံလောက်တယ်ဆိုပေမဲ့လည်းချန်ပီယံလိဝင်ခွင့်တေချာရရင်လည်းဆိုရင်တော့အရန်အင်အားကိုထပ်မံဖြည့်တင်းဖို့လိုအပ်နေသေးတာဖြစ်ပါသည်။ဒါပြင်အသင်းရဲ့ကစားမတွေဖြစ်ကြတဲ့မိုင်နူနဲ့ဇက်စီတို့ကလည်းပုံမှန်ပွဲထွက်ခွင့်အတွက်ညတကနေထွက်ခွာလိုနေကြတာကြောင့်အမ်မိုရင်တယောက်ဘယ်လိုဆုံးဖြတ်မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေပါသည်။မိုင်နူကအင်္ဂလန်အသင်းနဲ့အတူ2026ကမ္ဘာ့ဖလားမှာပါဝင်ဆင်နွှဲခြင်းနဲ့ဆိုရင်လက်ကျန်ရာသီဝက်မှာပုံမှန်ပွဲထွက်ခွင့်ရရှိဖို့လိုအပ်နေတာဖြစ်ပါသည်။ဒါပေမဲ့အမ်မိုရင်လက်ထက်မှာမိုင်နူကပွဲထွက်ခွင့်ပြောက်ဆုံးနေပြီးဦးကတီးရဲ့နောက်တတိယဦးစားပေးကစားမဖြစ်နေရှိနေတာဖြစ်ပါသည်။နယ်လန်စတာဇက်စီကလည်းဒီရာသီမှာပုံမှန်ကစားခွင့်မရဘဲနဲ့ရှက်ကိုကွန်ညာတို့ရဲ့နောက်တတိယဦးစားပေးကစားမဖြစ်နေပါသည်။ရှက်ကိုတန်ရရှိသွားချိန်မှာတောင်မှအမ်မိုရင်ကသူ့ကိုခွင့်ရမပေးခဲ့တဲ့အတွက်စောင်းစည်းကွက်မှာဂျူဗင်တက်ကိုပြောင်းဖို့အတွက်စဉ်းစားနေတာဖြစ်ပါသည်။အဲဒါကြောင့်အမ်မိုရင်အနေနဲ့ဒီကစားမနှစ်ယောက်ကိုရှင်းထုတ်ပြီးအစားထိုးစရာကစားမတွေကိုပြန်လည်ခေါ်ယူသွားမလားဆိုတာစောင့်ကြည့်သွားရမှာလည်းဖြစ်ပါလိမ့်မယ်။